အားလုံးပဲမင်္ဂလာပါနော်ဒီတစ်ခါမှာတော့သင်ဘာကြောင့်စိတ်ပင်ပန်းနေရတယ်လဲဆိုတဲ့ title လေးနဲ့ reading လေးလုပ်ပေးမယ်နော်အခုတလုံးမှာဘာလို့စိတ်တွေးရလေးလံနေတဲ့စိတ်မကြည်မလင်ဖြစ်နေပြီးတော့မှပင်ပန်းနွမ်းနေသေးတယ်လို့ခံစားနေရတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါနော်တဦးတယောက်တည်းကိုရည်ရွယ်ပြီးပြောပေးထားတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကရင်တော့ယူပါနော်ကိုနဲ့ energy မကင်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမဦးဆုံးကက်ကလေးဒီကက်ကလေးကကြတော့လေသင်ဟာလက်ရှိမှာဆိုရင်ကိုယ်တိုင်လည်းမတက်နိုင်တဲ့ထိန်းချုပ်လို့မရတဲ့ဘဝအနှိမ့်အမြင့်အတက်အကျအပြောင်းလေးတွေကိုစက်တိုက်ရင်ဆိုင်နေရတယ်ဆိုတော့ဒီကက်ကလေးကပြတယ်နော်ကိုဖြစ်စေခြင်းနဲ့အတိုင်းဖြစ်မလာဘဲနဲ့အခြေအနေတွေကရုတ်တရက်ကမောက်ကမဖြစ်သွားတာအကောင်းကနေအဆိုးတို့မဟုတ်အခြေအနေတစ်ခုတည်းကိုပေါ့နော်ရောက်သွားတာမျိုးလေးတွေကြုံနေရတယ်ဆိုတာကိုတွေ့ရတယ်နော်ဒီလိုကံကြမ္မာရဲ့ရိုက်ခတ်မှုတွေမရေရာတဲ့အပြောင်းအလဲတွေကိုအလိုက်အသင်စီးမျောနေရခြင်းကလည်းသင်ရဲ့အားအင်တွေကိုကုန်ခန်းစေပါတယ်ဆိုတာကိုဒီကက်ကလေးကပြနေပါတယ်ရှင်ကနံပါတ်2လေးဒီကက်ကလေးကကြတော့လေသင်ရဲ့လက်ရှိပေါ့နော်စိတ်ခံစားချက်ကိုပြနေရနော်သင်ဟာအနာဂတ်အတွက်ဖြစ်စေလူမှုရေးအခြေရေးနဲ့ပေါ့နော်အလောက်အကင်တွေကြောင့်ဖြစ်စေမရေမရာဖြစ်ပြီးတော့မှဇဝေဇဝါလမ်းပြောင်းနေတယ်လို့ခံစားနေရတယ်ဆိုတာကိုတွေ့ရတယ်ညီနေတဲ့အခါမှာဆိုလည်းအိမ်မပြောဘဲနဲ့မဖြစ်လာသေးတဲ့ကိစ္စတွေကိုပေါ့နော် overthinking တွေးပြီးတော့မှပူပန်နေတာကိုတွေ့ရတယ်နော်စိတ်ထဲမှာလည်းတခုခုကိုစိုးရိမ်ထိတ်လန့်နေတာအမောင်တူထဲမှာပိတ်မိနေတယ်လို့ခံစားနေရပြီးတော့မှပေါ့နော်သင်ရဲ့စိတ်တွေကနေ့စဉ်နဲ့အမျှပေါ့နော်ပင်ပန်းနေတယ်ဆိုတာကိုဒီကက်ကလေးကပြပါတယ်ရှင်ကနံပါတ်3လေးဒီကက်ကလေးကကြတော့လေသင်ရဲ့စိတ်ပင်ပန်းရတဲ့အရေးကြီးဆုံးအကြောင်းကအချက်ကဘာလဲဆိုရင်ဘသူကမှဖွင့်မပြောဘဲနဲ့တယောက်တည်းကြိတ်မိတ်ခံစားနေရတာကြောင့်ဖြစ်တယ်နော်။သင်မှာတခြားသူတွေကိုမသိစေချင်တဲ့လှုပ်ဝက်ချက်တွေဒဏ်ရာတွေဒါမှမဟုတ်ခံစားချက်တွေရှိနေရင်တော့မှအပြင်ပန်းမှာတော့ပေါ့နော်ဘာမှဖြစ်တယ်လို့မျိုးနေပြနေရဆိုတော့ဒီကက်ကလေးကပြနေတယ်။သင်ရဲ့ပေါ့နော်စထမအာယုံကလည်းအရာရာကိုကြိုတိကြိုခံစားနေရတာကြောင့်စိတ်ကပူပြီးတော့မှလေးလံနေတယ်ဆိုတာကိုဒီကက်ကလေးကပြပါတယ်။အကြံပေးချင်တာကတော့လေသင်ဟာအရာရာကိုကိုယ်တိုင်ထိန်းချုပ်ဖို့စူးစမ်းနေတာကိုလျှော့ချပေးပါ။ဘဝရဲ့အပြောင်းလဲတွေဆိုတာကတဘာဝအတိုင်းလာပြီးရင်ပြန်သွားမှမဟုတ်လို့အတင်းအကျပ်လိုက်ပြီးတော့မှပြင်ဆင်ဖို့မကြိုးစားပါနဲ့နော်စိတ်ထဲကပူပန်မှုတွေနဲ့တောကတွေကိုလည်းတယောက်တည်းသိမ့်မထားပါနဲ့လို့ပြောပြစီရှင်ယုံကြည်ရတဲ့လူတယောက်ကိုရင်ဖွင့်မှသို့မဟုတ်စာအုပ်ထဲမှာချရေးလိုက်တာကတင့်ရဲ့စိတ်ထွက်ပေါက်ကိုရစေပါတယ်လို့အကြံပေးချင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ဆူတောင်းပေးချင်တာကတော့လေဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးသင်တို့ရဲ့စိတ်အာရုံထဲမှာလေးလံပိတ်မိနေတဲ့တောကတွေမရေရာတဲ့အမောင်တို့တွေနဲ့စိတ်ပင်ပန်းမှုဝေဒနာမှန်သမျှအမြန်ဆုံးလွင့်ပြေပါစေကံကြမ္မာရဲ့အလဲအပြောင်းတွေကြားမှာခိုင်မာတည်ကြည်တဲ့ပေါ့နော်စိတ်ခွန်အားတွေရရှိပြီးတော့မှအမြဲတမ်းစိတ်ချမ်းသာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေနော်